အားလုံးပဲမင်္ဂလာပါကျွန်တော် KC ပါအခုလက်ရှိ M7 World Championship ပြိုင်ပွဲကြီးရဲ့ pit rate တော်တော်လေးကိုများခဲ့ပြီးတော့ဂိုးလိမ့်မှာ S+++ တိုင်ယာဖြစ်ခဲ့တဲ့ Freya ဂိုးလိမ့်အကြောင်းလေးကိုနည်းနည်းပြပြမယ်ကမ္ဘာချန်ပီယံပွဲကြီးရဲ့ M7 Grand Final လို့ပွဲမှာတောင်မှ Master the Basic ကိုတိုင် RF ရဲ့ Freya ကို၄ပွဲကစား၄ပွဲလုံးတောက်လျှောက်ပိတ်ပြီးတော့ကိုတပွဲမှာမဖွင့်ပေးခဲ့ဘူးအဲ့လောက်တော့မှဒီ Freya ကတော်တော်လေးကိုမှကြမ်းထော်နေခဲ့တာဒီကနေ့ဗီဒီယိုလေးကတော့ Freya တွေကဘာလို့ဒီလောက်တောင်မှ pit rate များနေရတာလဲဒီကောင်တွေရဲ့ hero impact ကရောဘယ်လိုရှိလဲစသဖြင့်ကျွန်တော်အနေနဲ့ပြပြပေးမယ်စိတ်ဝင်စားရဆိုလို့ရှိရင်တော့အဆုံးထိကြည့်ဖို့အတွက်ပြောချင်ပါတယ် let's go guys ပထမဆုံးချက်အနေနဲ့ကတော့ laning phase ပါကျွန်တော်တို့ပြီးခဲ့တဲ့ M7 မှာဖြစ်ခဲ့တဲ့ meta ကိုပြန်ကြည့်မယ်ဆိုရင်ကလောက်ကတိုက်ရအမြင့်ဆုံး maxman ပါအဲ့လိုချိန်မျိုးမှာ Freya ဒီကလောက်ကို laning phase မှာထမင်းစားရေတောက်လို့ကိုရိုက်ချလို့ရတယ်အထူးသဖြင့်တော်တော်များများသိကြတဲ့ကလောက် RD ဖြန်းနေတဲ့အချိန်မှာ skill 1 air bomb နဲ့ဖြတ်လို့ရတယ်ပြီးတော့လည်းဒီ skill 1ကရှီးတွေပါတတ်တာဆိုတော့ကလောက်မှမဟုတ်ပါဘူး maxman တော်တော်များများကို Freya က laning phase မှာအသေးတီးလို့ရတယ်အဲ့လိုမျိုးကိုကfighter ambulance နဲ့ဆော့မယ်ဆိုရင်လည်းတွေးတက်တာတွေတကယ်လို့ scale 1ကလည်းကျွန်တော်ရှေ့မှာပြောသလိုရှီးတက်တာတွေပါကြတော့ဒီလိုမျိုးပေါ့နော် hero တကောင်ကို laning phase မှာထိန်းရတာတော်တော်လေးကိုမှတာစီလိမ့်မယ်ဆက်လက်ပြီးတော့ဒုတိယအချက်ကိုသွားမယ်ဒုတိယအချက်ကဘာလဲဆိုရင်ကျွန်တော်မြင်တာပေါ့နော်ဒီကောင်ရဲ့ scale 1 2တွေက wall တွေကြော်ရတာတော်တော်ကိုမှ comfort ဖြစ်တာ6လိုမျိုးပဲသူ့ရဲ့ scale 1 2တွေက wall တစ်ခုခုနဲ့ကြော်သွားတဲ့အခါမှာအရန်လွယ်ကူတယ်အဲ့ဒါအပြင်ကိုအထူးသဖြင့်ဥပမာ scale 1ပေါ့နော် scale 1ဆိုရင်ဒါမျိုး wall အထူကြီးကိုတော့မှသူ့ရဲ့ range အဝိုင်းလေးအကွင်းရဲ့ကွက်တိထိနေတော့မှသူကတုံးလိုက်တယ်ဆိုကြော်ထွက်သွားတာဗျာဒီလားဆိုတော့တော်တော်ကြီးကိုမှအရန်ကျွန်တော်အကြိုက်ဆုံးအချက်ပဲပေါ့နော်ဒါက Freya နဲ့ပတ်သက်ပြီးတော့ဒါပေမဲ့တခုတော့ရှိရပေါ့နော် Skylar လို့တော့သိရမလားဟို play wall တင်နေရပြီပါရော RTO နင်းငယ်တလောက် wall အရှိကြီးကိုသွားပြီးကြော်မယ်ပြီပါရောမလုံးနဲ့ပေါ့ဗျာ flicker ရောပါတော့ဟမ်အဲ့ဒါဆိုရင်တော့သူများသိရမလားသူများဟာတားလို့စီရတော့ဖြစ်တာပေါ့ဗျာဘာနေနေ anyway ဒီ wall ကြော်လို့ရတယ်အရန်ဒီ mobility height တာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ကတော့တော်တော်လေးကိုမှသဘောကျမိတယ်ဒါကတော့ကျွန်တော်အကြိုက်ဆုံးဒုတိယအချက်ပေါ့လေဆက်လက်ပြီးတော့တတိယအချက်ကိုသွားပါမယ်တတိယအချက်အနေနဲ့ကဘာလဲဆိုတော့ဟုတ်ပါတယ် brother တို့တွေးထားတဲ့အတိုင်းပဲတာတဲပတဲတွေ join ရတာအရန် smooth ဖြစ်တာပါကျွန်တော်ရှေ့မှာပြောခဲ့သလိုဒီ hero ရဲ့ impact ကိုကဒီ laning phase မှာတော်တော်များများ hero တွေကိုတာတာဖြစ်တဲ့အတွက်ကျွန်တော်အထူးသဖြင့်အခုလိုမျိုးတာတဲ fight တွေမှာဆိုရင်ဒီ Freya လိန်သွားကတ်မယ်ဗျာကလောက်ကဘာလုပ်လို့မရဘူးသီးလားပုံမှန်အပြင် maxman တကောင်က fighter တွေကိုပြန်ပြီးတော့တွေးလျှော့တာတွေပါရှိရပေါ့နော်ဒါပေမဲ့ Freya ကိုကလောက်က sorry တွေကလိန်မှာငယ်နိုင်လို့ဖြစ်နေတော့ဘာလုပ်လို့မရဘူး Freya လိန်ကတ်လဲပေးကတ်ရတယ်ပေးကတ်ခွင့်ပြုပြီးတော့ဒီတာတဲပတဲကိုပေး join ရတယ်ပေါ့နော်ကလောက်အနေနဲ့ဘာလုပ်လို့မရဘူးအဲ့လိုအခြေအနေမျိုးမှာ Freya ကတာတဲမှာ fighter လည်းဖြစ်တဲ့အတွက်လာပြီးတော့အကုန်လုံးရိုက်သွားရတယ်ပေါ့နော်အဲ့လိုအချိန်မှာကိုယ့်ရဲ့ maxman ဒါကြီးတို့ဖင်စုံနေအောင်ခံရအေး maxman ဘာမှလာပြစ်လို့မရတဲ့အချိန်မှာ Freya ရဲ့မြန်မာလိုကြီးလိုက်ရိုက်နေတာပေါ့နော်ဆိုတော့အဲ့ဒီရဲ့ impact ကတော်တော်ကြီးကိုမှအားလီပိုင်းမှာကြီးပါတယ်ဒါပေမဲ့ဒီနေရာမှာ Freya player တွေအနေနဲ့တခုတတိထားရမှာကအဲ့လိုမျိုးကိုက laning phase ကိုတာလို့ lane ကတ်ပြီဆိုတဲ့အခါမျိုးမှာ enemy ကဥမာ TLPH တို့လို chip မျိုးဆိုလို့ရှိရင်ဒါမျိုး lane လာကတ်တဲ့ကောင်ဒီ Roma နဲ့ပေါင်းပြီးတော့တွေးလျှော့တာမျိုးတွေအဲ့လိုမှမဟုတ်ရင်လည်းဒီတခြားအစာကြီးနဲ့ပွဲမှာဆိုရင်ဒီ Freya lane ကတ်တယ် lane ကတ်ပြီးတော့ရေလှိုင်းနဲ့ဆင်းလာတဲ့အချိန်မှာမြစ်မှာပေါ့နော်မစ်ချော်ကနေပြီးတော့ battle ကိုဖြတ်ပြီးတော့ battle ကိုဖြတ်ဆိုင်လိုက်တာမျိုးတွေလည်းရှိရပေါ့နော်ဒီ Freya ကိုဖြတ်တီးလိုက်တာမျိုးတွေလည်းရှိတယ်အဲ့ဒါကြောင့်မလို့ lane ကတ်တဲ့အခါမှာကိုယ့်ရဲ့ teammate ကိုလည်းကိုကပြောထားပေါ့နော်ဒါကြီးဒီမှာမင်း vision တွေအကုန်လုံးကိုဖွင့်ထားပြီးဘယ်ကောင်ဘယ်နားမှာရှိတယ်ဆိုတော့စသဖြင့် information တွေတောင်းထားမှပဲပို့ပြီးတော့ဒီတာတဲပတဲ join ရတာပို့ပြီးတော့အဆင်ပြေလိုက်မယ်ဒါကတော့ကျွန်တော်အနေနဲ့ early game မှာ Freya ကိုတောင်းဆော့လို့ရတဲ့အချက်လေးတွေကိုပြောပြတာပါဆက်လက်ပြီးတော့နောက်ဆုံးအချက်အနေနဲ့ကဘာလဲဆိုလို့ရှိရင်ဟုတ်ပြီ brother တို့အနေနဲ့ early မှာလည်းတောင်းဆော့တယ်တကယ်လို့ late game ရောက်သွားခဲ့မယ်ဆိုရင်တော့မှဒီ Freya ကကွန်စီးနဲ့ flank ပြီးတော့ဝင်ရိုက်တဲ့ gameplay တွေလည်းအများကြီးတွေ့ရတယ်ပေါ့နော်အထူးသဖြင့် AE ဆိုလို့ရှိရင်တော်တော်တွေ့ရတယ်ဗျာဒီလားအဲ့လိုမျိုး Roma ကွန်စီးပါတယ်အဲ့ဆိုလို့ရှိရင် Roma နဲ့တူတူပေါင်းပြီးတော့ Roma ကွန်စီး အော်ပေးလိုက်မယ်ကွန်စီးအော်ပြီးတော့ဘေးကနေပတ်ပြီးတော့ဒါ late game တွေမှာ maxman တွေ mage တွေကိုနောက်ကိုဝင်ရိုက်တာပေါ့လေဒီခါကျရင် battle spare ကတော့သိတဲ့အတိုင်းပဲ vengeance တွေယူတယ် flicker တွေယူတယ်ဒါကတော့ကိုကြိုက်တယ်လို့ယူပေါ့နော်အဓိကပြောချင်တာက late game တွေမှာ Freya နဲ့
ဒဲတိုကြီးတွေသွားရိုက်မယ်အစားအဲ့လိုမျိုးဖလန့်ပြီးတော့ကွန်စီးနဲ့ပတ်ပြီးတော့ရိုက်တာတွေနောက်ကဒီမှာကတ်တိုးလေးလာပြီးတော့ရိုက်တာတွေဒါဆိုရင်ဗျာဒါတင်းနဲ့ဆော့ရမှာပဲပေါ့နော်အဓိကတော့တင်းကကိုကရိုမာကိုပြောတာကြီးဟိုကွန်စီအော်ပေးတော့ဘယ်လိုမျိုးပေါ့နော်စသဖြင့်ကိုကရှော့ကောတွေပြောပေးရမှာပေါ့နော်ရိုမာအဲ့ဒါဆိုလို့ရှိရင်တော့လိတ်ဂိမ်းတွေမှာအဲ့ဖလန့်ပြီးဝင်ရိုက်တဲ့ game လေးကတော်တော်ဆိုးတာဗျာဒီလား Freya တွေကအဲ့ဒါလည်းကျွန်တော်တော်တော်လေးကိုမှတဘောကြတယ်အဲ့ဒါကြောင့်လည်းအေးဘက်ကအာဖီရဲ့ Freya က banning list ကိုတင်ရလောက်တဲ့အထိဒီ grand final မှာထိုက်တန်ခဲ့တာပေါ့နိ item break အနေနဲ့ကတော့ Crucian Skies War Ace Endless Battle ပြီးတော့ဒီတခြားပေါ့နော် Malefic Raw ထည့်ခြင်းလည်းထည့်လို့ရတယ်ကျန်တဲ့ဘိုင်းကတော့ကိုယ်အဆင်ပြေသလိုပဲထည့်ဒီပြီးရင် Emblem ကတော့အားလုံးသိတဲ့အတိုင်းပဲ Fighter Emblem ကတော့အကောင်းဆုံးလို့တော့မြင်တယ်တချို့သူတွေကတော့ Assassin နဲ့ဆော့တာတော့ရှိတယ်ဒါပေမဲ့မလို့ပါဘူးသိရမလားကျွန်တော်ကတော့ Fighter Emblem နဲ့ပဲဆော့စီခြင်းတယ်ဆိုတော့ yes တခုတတိထားမှာက Freya ကြောက်တဲ့နှစ်ကောင်ရှိတယ်အဲ့ဒါပါလဲဆိုရင် Asma နဲ့ Povia Asma ကကြတော့ထုံးစံတိုင်းပဲရှီးတွေစုပ်တယ်ဒီကောင်ရဲ့ကျွန်တော်ခုနပြောလို့ဒီကောင် skill 1နေရရှီးတတ်တော့ laning phase မှာ Asma က Freya ကိုပြန်ပြီးတော့မှဖြဲဆော့လို့ရတယ်ပြီးတော့ Povius ကကြတော့အထူးဖြင့် battle မှာပေါ့နော် Freya battle တွေပါလာ join နေဆိုဒီကောင်ရဲ့ blink တွေ dash တွေကတော်တော်ကြီးကို Povius အတွက်ကို passive ပြန်ပြီးတော့ပွင့်စေတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကတော့ဒီနှစ်ကောင်တော့နည်းနည်းသတိထားပေါ့လေပေးရိုက်ချင်တော့ရိုက်ပေါ့လေဒါကတော့ကိုယ့်ရဲ့သဘောပါပဲဘာပဲဖြစ်ဖြစ် Freya ကတော့ကျွန်တော်အကြံပေးချင်တာကတော့အထူးသဖြင့် early game မှာကိုကတာသွားရဆိုလို့ရှိရင်အဲ့ဒါကိုထိန်းဆော့ဗျာဒီလားနင်းငယ်စွတ်ရိုက်တာတွေပါမလုံးနဲ့ပေါ့ဗျာတာဝါထဲဝင်ပြီးတော့သိရမလားသူသေးကိုသေးချမယ်ကွာဝင်ကျုံးဆိုပြီးတော့ကိုကပြေးသေးတာတွေပါအဲ့ကွက်တွေတော့မလုံးနဲ့အဲ့လိုမှမဟုတ်ဘူးကိုက okay အငိမ်လေးပဲအားလီတာရင်တာသလို snowball ပြီးတော့ဆော့နိုင်တယ်ဆိုရှင်တော့ဒါ Freya အရန်ကောင်းတယ်ပြေးသေးတဲ့အကွက်တွေတော့မလုံးနဲ့လို့ပြောချင်ပါတယ်ဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျအစောထိကြည့်ရှုပေးတဲ့သူတယောက်ချေစီတိုင်းကိုကျေးဇူးများတင်ပါတယ်ကျွန်တော်ကတော့ KC ပဲဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ပြီးတော့စောင့်ကြည့်ကြပါမယ်အားလုံးပဲ bye bye guys ဗီဒီယိုလေးရဲ့အဆုံးမှာကျွန်တော်အနေနဲ့ကြော်ညာလေးတစ်ခုထည့်မယ်ပေါ့နော်အဲ့ဒါပါလဲဆိုတော့ brother တို့အနေနဲ့အခုလိုမျိုးပေါ့နော်ဒီ mode တွေဒါကတော့ခက်ခါလို့ခေါ်တယ်ဒီဘက်ကလည်းအချိုနဲ့အဆက်နဲ့ရှိရပေါ့နော်ဒါဒီယိုပေါ့လေဒီလိုယိုတွေရှိတယ်ပြီးရင်အာလူးကြော်တွေလည်းရှိတယ်ဒီလို mode တွေကိုမှာယူချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ကိုကပြန်ပြီးတော့ရောင်းနေတာပဲဖြစ်ဖြစ်ဆိုရင်ကျွန်တော်အနေနဲ့စက်ရုံ direct ဖုန်းနံပါတ်ပေးမယ်ဒီဖုန်းနံပါတ်မှာတွားရောက်ပြီးတော့ဆက်လို့ရပါတယ်အဲ့ဒါကတော့စက်ရုံ direct ပါဖုန်းဆက်ပြီးတော့ကျွန်တော်တို့မုတ်တွေကိုကျွန်တော် parking အများကြီးနဲ့ဆိုရင်တော့ကျွန်တော်တို့ကိုယ်တိုင်လာပြီးတော့ပို့ပေးတယ်တကယ်လို့မဟုတ်ဘူး parking ကိုကနည်းနည်းပဲယူမယ်ဆိုရင်လည်းနီးစက်ရာကျွန်တော်တို့ကုန်ချတဲ့ဆိုင်ကိုဖုန်းနံပါတ်ပဲဖြစ်ဖြစ် contact ပေးပြန်ပေါ့နော်အဲ့မှာတွားရောက်ပြီးတော့ဝယ်စားလို့ရတယ်အဓိကတော့ပြည်တွင်းဖြစ်လေဖြစ်တယ်နောက်တစ်ခုကဈေးရလည်းတင်းတာဖြစ်တဲ့အတွက်ညဘက်တွေသိရမလား squad run နေပါလေဆိုရင်တော့ squad run နေပါလေမှာဒီဟာကြီးအကုန်လုံးကတီးလို့ရရင်ဒါကြီးတော့အုပ်စုလိုက်ဖွဲ့ပြီးတော့เนาะဆိုတော့ကျေးဇူးတင်ပါတယ်ဆိုတော့ bye bye guys